နှစ်ပေါင်း350လောက်ကြာတဲ့အထိတည်ရှိနေစေဂျူပီတာဂြိုဟ်ပေါ်ကကမ္ဘာမြေထက်အရွယ်2ဆလောက်ပိုကြီးတဲ့ဂျူပီတာဂြိုဟ်ပေါ်ကမုန်တိုင်းကြီးသိပ္ပံပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်တွေအရဂျူပီတာဂြိုဟ်ရဲ့မျက်နှာပြင်ပေါ်မှာမုန်တိုင်းကြီးတစ်ခုကိုထင်ထင်ရှားရှားနဲ့တွေ့မြင်ရတယ်လို့သိရပါတယ်ဂျူပီတာဂြိုဟ်ရဲ့မျက်နှာပြင်ပေါ်ကိုကြည့်လိုက်မယ်ဆိုရင်လင်မော်ရောင်နဲ့အနီရောင်အဆက်ကြီးတစ်ခုကိုထင်ထင်ရှားရှားတွေ့မြင်ရမှာပါအဲ့ဒီအဆက်ကြီးကအင်အားအရန်ကိုကြီးမားလွန်းတဲ့မုန်တိုင်းကြီးဖြစ်ပါတယ်ပိုပြီးထူးဆန်းတာကဒီမုန်တိုင်းကြီးဟာလက်ရှိအချိန်မှာလည်းတိုက်ခတ်တော့မဲ့မုန်တိုင်းအသွင်မျိုးနဲ့ပဲတည်ရှိနေတာဖြစ်ပြီးဒီလိုတည်ရှိလာခဲ့တာကနှစ်ပေါင်း350ကျော်တောင်မှရှိလာခဲ့ပြီလို့ပညာရှင်တွေကပြောထားတာပါမုန်တိုင်းကြီးရဲ့အရွယ်အစားကိုလည်းကြည့်လိုက်ပါဦးမိတ်ဆွေတို့ဒီအကြောင်းကိုသာကြားလိုက်ရမယ်ဆိုရင်နှလုံးသွေးတောင်ရက်သွားနိုင်ပါတယ်မုန်တိုင်းကြီးကကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာဂြိုဟ်အရွယ်အစားရဲ့2ဆလောက်ရှိနေတာဖြစ်ပါတယ်မုန်တိုင်းကြီးသာတကယ်ဖြစ်လာခဲ့ရင်လေတိုက်နှုန်းကတနအီကိုမိုင်250နဲ့အထက်တိုက်ခတ်နိုင်တယ်လို့သိရပြီးအခုကမ္ဘာပေါ်မှာအပြင်းထန်ဆုံးတိုက်ခတ်ခဲ့တဲ့ဟာရီကိန်းမုန်တိုင်းကြီးတွေထက်အစာပေါင်းရာထောင်ကြီးပုံမိုဆိုးရွားတဲ့ဘေးဒုက္ခတွေကိုပေးနိုင်ပါတယ်ဒီမုန်တိုင်းကြီးကိုစက္ကွန်ရာစုလောက်ကတည်းကစတင်တွေ့ရှိခဲ့တာဖြစ်ပြီး Great Red Spot လို့ပညာရှင်တွေကအမည်ပေးထားခဲ့ပါတယ်အမှန်ဆိုရင်မုန်တိုင်းတစ်လုံးဟာရက်တစ်ပတ်တစ်ပတ်နှစ်ပတ်လောက်ထက်ပိုပြီးဖြစ်တည်ခြင်းမျိုးမရှိပါဘူးဒါကြောင့်အခုလိုမျိုးနှစ်ပေါင်း400လောက်နီးပါးမုန်တိုင်းကြီးတည်ရှိနေတာကအတော်လေးကိုအံ့အားသင့်စရာတော့ကောင်းပါတယ်ပညာရှင်တွေကတော့ဂျူပီတာဂြိုဟ်ဟာကမ္ဘာလိုမြေမျက်နှာပြင်မရှိတာကြောင့်မုန်တိုင်းကိုအားပြော့သွားစေတာမျိုးမရှိပဲလေထုထဲမှာအခုလိုကာလရှည်တည်ရှိနေတာဖြစ်တယ်လို့ကောက်ချက်ချထားကြပါတယ်